ဟဲ့ငါဆရာကြီးနဲ့တွေ့ကြည့်နေစကားကိုပြေးပြေးလဲလဲပြောပါကျေးဇူးမင်းနဲ့ငါနဲ့ကတရားရဲသားတငယ်ချင်းတွေပဲကွာမင်းစီကိုငါရံမှုဖို့လာမဟုတ်ပါဘူးမင်းနဲ့ငါနဲ့တရားရဲသားတငယ်ချင်းတွေဆိုပြောဖို့မလိုဘူးငါစီကိုလာတာရံမှုဖို့လာတာမဟုတ်ဘူးဆိုရင်ငါတပည့်တွေကိုမင်းတို့ကိုထိလျောက်စော်ကားတာမကောင်းဘူးထင်အဲ့ဒီအတွက်ငါတောင်းပန်ပါတယ်ကွာဒါပေမဲ့လိုင်းကိစ္စပါတယ်သူတွေလိုင်းကိစ္စကိုရဲစော်ပြောလိုက်ပါဒီလိုကကိုရဲစော်ကျွန်တော်တို့ကတော်လိုင်းရဲဘော်တွေပါကိုရဲဆိုလို့ညီကိုနှစ်ယောက်စီကအကူညီခုတောင်းကြလို့ဟိုလာခဲ့တာရဲစောဒီကောင်လေးကဘာကောင်နေလဲရှုပ်ချက်ကျွန်တော်တို့ရှုပ်ချက်လုပ်တာမဟုတ်ပါဘူးဗျာလူကကိုရဲစောကျွန်တော်တို့ဒေါ်လာရင်းတက်တွေအတွက်လူကနေလက်နဲ့ခဲရန်တွေကိုမဟာမိတ်တက်တွေလေးနဲ့ချပြီးဆိုတော့လဲကျွန်တော်တို့သိမှာပေါ့ရှင်းပြောရရင်ဗျာလက်နဲ့တက်တာတွေကတလုံးခင်ဗျားတို့ရထားတယ်လို့ကျုပ်တို့သိထားတယ်အဲ့ဒါဘာဖြစ်လဲဒီလက်နဲ့တက်တော့ကျွန်တော်တို့ပြန်ယူဖို့လာခဲ့တာပဲကျုပ်တို့မှာဘာလက်နဲ့မှမရှိဘူးဘာတက်တာမှလည်းမရှိလည်းမပေးနိုင်ကျုပ်တို့တော့မပြည့်စုံသေးလို့ထပ်ပြီးလိုချင်သေးတယ်ဒီမှာကိုရဲစောခင်ဗျားလည်းမြန်မာလူမျိုးကျုပ်တို့လည်းမြန်မာလူမျိုးဒီတော်လိုင်းရေးမှာညာခင်ဗျားတို့နဲ့ကျုပ်တို့နဲ့စီယုံပူပေါင်းလိုက်ကြရင်မကောင်းဘူးလားခင်ဗျားတို့ရှိမှရထားတဲ့လက်နဲ့တစ်တောင်ကျုပ်တို့မြန်မာလူမျိုးချင်းချင်းပေါ်မှာအသုံးပြုနေစားကျုပ်တို့မြေပေါ်ကျူးကျော်စော်ကားနေတဲ့ဒီဖက်စစ်တွေအတွက်အသုံးပြုလိုက်ရောမကောင်းဘူးလားကိုရဲစောဟုတ်ပါတယ်ကိုရဲစောခင်ဗျားတို့ဒီလက်နဲ့တွေနဲ့ကျုပ်တို့နဲ့အတူပူပေါင်းပြီးတော်လိုင်းရဲ့တန်တဲ့ကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာ